များနားထောင်နည်းနည်းပဲပြောလူတွေနဲ့တွေ့တဲ့အခါမှာကို့မှာနားဘယ်နှခုရှိတယ်နှစ်ခုရှိတယ်နော်နားနှစ်ခုရှိပြီးတော့ဗစက်ဘယ်နှခုရှိတယ်တစ်ခုပဲရှိတယ်ဆိုတဲ့သဘောကလောကပတ်ဝန်းကျင်ကြီးမှာတဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာအောင်မြင်ခြင်းများနားထောင်နည်းနည်းပဲပြောလောကပတ်ဝန်းကျင်မှာလူတယောက်နဲ့တွေ့ပြီဆိုရင်သူ့အကြောင်းအရင်ဆုံးနားထောင်လိုက်ဟဲ့ဘယ်လိုရှိတဲ့အရှင်နေပြီးရင် तू နဲ့ဆိုင်တဲ့ကိစ္စကိုပဲစကားပြောကိုကိစ္စသွားမပြောနဲ့နော်လူရဲ့အမျိုးကကိုအကြောင်းပြောတာထက်သူ့အကြောင်းပြောတာပိုကြိုက်တယ်ဆိုတော့ခြင်းတဲ့တိဘက်ကဒါကြောင့်ရေးကြည့်တာလောကပတ်ဝန်းကျင်မှာအစဉ်ပြေတဲ့ပုံကိုဖြစ်ရှင်ရင်များနားထောင်ပြီးမှနည်းနည်းပြောပြီးရင်ကိုအကြောင်းပြောတာထက်သူ့အကြောင်းကိုပိုပြောဒါဆိုရင်လူတွေဒီကိုပိုကြိုက်တယ်ကိုပိုကြိုက်ပြီဆိုရင်ကိုဒီ market power ရတယ်တန်လိုက်တဲ့ကြီးပဲလူတွေအကြိုက်ကိုမှရရှိထားပြီဆိုရင်လူတွေအားလုံးကတန်လိုက်ကြီးလို့ကိုနောက်ပါလာပြီဟုတ်ပြီနော်စကားပြောတဲ့အခါမှာ rules တွေရှိတယ်ဆိုတော့ကျင်တာလူတိုင်းအားလုံးမေးကြည့်နော်အားလုံးစတော့စဉ်းစားကြည့်ပါနော်လူတိုင်းရဲ့တဘာဝတရားတွေလောကရဲ့အမှန်တရားအဲ့တော့လူတွေနဲ့ဆက်ဆံပေါင်းတဲ့အခါမှာကိုကစဉ်းစားမှာလောကတဘာဝတရားကိုဆရာအရှိတစ်ပိုင်းမှာဖော်ပြထားတယ်အမှန်တရားလို့ပြောတယ်ဒါကြောင့်လောကအမှန်တရားတိုင်းဆောင်ရွက်ပါဒါဆိုတော့လူတိုင်းအပြောဆိုကောင်းရင်လေဆိုတော့စီးပွားရေးလည်းအောင်မြင်မယ်ဟုတ်ပြီနော်တတ်နိုင်မြအလုပ်ငန်းခွင်မှာလည်းအောင်မြင်တယ်ဒါကြောင့်ဒီနေ့အရေးကြီးတာလူတိုင်းလောကပတ်ဝန်းကျင်မှာအရေးကြီးတာတော့အကောင်းဆုံးဆိုတော့သိအောင်ဒါဆိုတော့ကလေ့လာပြီးတော့ဒီဘိုင်းမှာဒီအချက်တွေကိုမဖြစ်